ရှိတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သားသမီးမရှိတော့အင်မတန်လိမ္မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခရီးထွက်เสียရရှိတယ်ရှိတော့ကြက်တူရွေးလေးနှစ်ကောင်ကိုအနာခေါ်တိုးတိုးတိတ်တိတ်မှားတယ်ငါသားတို့အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတေးသေးချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခရီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆိုစိတ်မချကြရပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကြက်တူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ကြက်တူကြီးအငယ်ကောင်ကပြောချင်ဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကိုကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကိုဖြစ်တဲ့ကြက်တူကြီးကဖះလောင်းလေးငါညီမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောခြင်းစိတ်ကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူးဒကမာကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောခြင်းတာကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောခြင်းလွန်းလို့ဒကမာကြီးတွေမှန်ပါဗျာအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံလေးမကြီးတွေသွားပြီးတော့အမေခမရဒီလိုလုပ်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံလေးမကြီးမျက်လုံးပြူဒုက္ခပဲဒီကောင်သိသွားပြီလူဆိုတော့ညံရှိတယ်ညံမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲ့တဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြက်ခနဲ့ဆွဲပြီးတော့လေပင်ကိုလိန်ချိုးလိုက်တယ်ကိုယ့်အကိုအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေပင်ကိုလိန်ချိုးပြီးတော့မိကြီးကဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိပ်လိုက်တယ်အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်တယ်မှန်ပါဗျာငါပြောစကားနားမထောင်နဲ့ကောင်အဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာတဲ့အခါကျတော့ပုံနာကြီးကကြက်တူရဲ့နှစ်ကောင်စုံမစုံတောင်မကြည့်နိုင်ဘူးရှိတဲ့ကြက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာမေးတဲ့အခါကျတော့ကြက်တူရဲ့လေးကအဖေတဲ့မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ញင်မဲနဲ့